အရက်ပဲဖြစ်စေဘီယာပဲဖြစ်စေဝီစကီပဲဖြစ်စေဘာပဲဖြစ်စေမူရဟာတူတူပဲအရက်တို့ထရေတို့ဘီယာတို့ဘာတစ်ခုမှမတောက်တဲ့အရာတွေဘာဖြစ်လို့မတောက်တဲ့နာတော့လို့စဉ်းစားကြည့်လိုက်ဒီအရေးဝင်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာအရက်မူးလာပြီဆိုရင်လူတယောက်ဟာထင်အောင်မြင်အောင်နေဖြစ်တယ်ဟိုလူရန်လုပ်ဒီလူရန်လုပ်တွေဖြစ်တယ်ရံပွဲတွေများလာတယ်ရံဖြစ်တယ်အဲ့ဒါလို့ပြစ်မှုတွေကျူးလွန်လာတယ်ဟောဒီအရက်သေးစာကစလာပြီးတော့ပြစ်မှုမျိုးစုံကိုကျူးလွန်လာတယ်ဒါရင်လားလို့ဆိုမဟုတ်ဘူးအေးဘယ်သူမှရံမလုပ်ဘူးကိုယ့်အကိုတောက်ပြီးတော့အိတ်နေတယ်ဆိုရင်တောင်မှပဲဒီအရက်သေးစာတောက်တဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဟာတဖြည်းဖြည်းချင်းမကောင်းတဲ့ဘက်ကိုရောက်သွားပြီးသူဟာတိုင်းပြည်အတွက်ရောမိသားစုအတွက်ရောလူမျိုးအတွက်ရောဘာမှတန်ဖိုးမရှိဘဲနဲ့ဆံကုန်မြေလေးအလကားလူတယောက်အသုံးမကျတဲ့လူတယောက်ဘဝကိုရောက်သွားစီသူ့အတွက်လည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မူရစ်နေတာနဲ့ပဲအသိဉာဏ်တွေကဆုံးရှုံးသွားဒါကြောင့်မို့လို့ဆုံးရှုံးနစ်နာမှုကိုဖြစ်စေတတ်တဲ့မူရစ်ဆိုတာတခုမှမကောင်းဘူးသို့တော့ဒီကနေ့ခေတ်မှာအရက်တို့ဘီယာတို့တော့ခွင့်ပြုထားပြီးတော့တခြားမူရစ်တွေကြီးတားမြစ်နေတာဟာပြည့်စုံလုံလောက်မှုမရှိဘူးမှားရွက်တဲ့လုပ်ရကြီးတစ်ခုပဲလို့ဒီလိုပဲသတ်မှတ်ရမြတ်စွာဘုရားရဲ့သူရမေရယမေသပမာဒဌာနကိုပฏิဝီရတောလို့ဆိုတာဟာမူရစ်စေတတ်တဲ့စိတ်ကိုပြောင်းလဲသွားစေတတ်တဲ့အရာမှန်သမျှရှောင်ရမယ်လို့ဒီလိုဆိုလို့